ဟိုဘက်ရေစီးနဲ့တန်တယ်ရေစီးကတော့တန်တယ်ဗျာဟိုဘက်မှာအိမ်နေရှိသေးတယ်အဲ့ဘက်ကတော့ကျွန်တော်တို့လှေနဲ့ဝင်မှပဲရရမှာအဲ့ဘက်တွေတော့အဲ့ဘက်တရားမကြီးခြံစည်းရိုးတောင်မြုပ်နေပြီခြံစည်းရိုးတမီထိုးစားရအောင်တမီကြီးခြံစည်းရိုးတွေမြုပ်ကုန်ပြီဟိုဘက်တွေအဲ့ဘက်တွေတော့ကျွန်တော်တို့လှေနဲ့ဝင်မှရရမှာဒီလောက်ပဲဒီလမ်းပေါ်တဲ့နေရာလေးတွေကိုပဲကျွန်တော်တို့လိုက်ပြီးတော့မှထုတ်ပေးနေဟိုအောက်မှာတွေလည်းတော်တော်တနန်းကတော့ပြောင်းကုန်ကြပြီအမျိုးသားတယောက်လောက်ပဲကြံပြီးတော့အိမ်ဆောင်တဲ့တဘောမျိုးလောက်ပဲကျန်တော့တယ်တကယ်လို့သူတို့လည်းဒီထက်ရေကြီးလာမဲ့အနေအထားတစ်ခုဆိုရင်ကျွန်တော်တို့ဒါလှေနဲ့ဝင်ပြီးတော့မှကယ်ရတော့မှာပေါ့နော်ဒါကျွန်တော်တို့အဖွဲ့1ကတော့ကျွန်တော်တို့ဟိုဘက်ဆွေစုပန်ဖုံးချောင်းဘက်မှာတစ်ဖွဲ့ဝင်နေတယ်ဒါကျွန်တော်တို့အဖွဲ့2ကတော့ဒီမြင်းကြီးဘက်မှာတစ်ဖွဲ့ထပ်ဝင်နေရဗျ